ကဲဆိုဒီဗီဒီယိုလေးကနေစပြီးတော့ FM ပါတော့ပေါ့နော်ဆိုထားပါတော့ကျွန်တော်ဒီနေ့ပြောရမှာကအခုလောဆယ် America ကနေပြီးတော့ကျွန်တော်ဒီ customer service ကိုခေါ်ရပေါ့နော် ground staff ပေါ့ဒီနေပြည်တော်သားခေါ်နေတယ်ဆိုတော့အမှန်တကယ်ပြောရင်ကျွန်တော်ရှောက်ထားတယ်တကယ်ထနာလောက်ကကျွန်တော်ရှောက်ထားဘူးလေပေါ့နော်အခုပြန်ခေါ်နေတဲ့အတွက်ကြောင့်အကယ်၍ဒီရှောက်ချင်တဲ့သူလေးရှိရင်ဒီဘယ်လိုရှောက်အောင်မလဲဆိုတာကိုပြောပြပြမှာဖြစ်ပါတယ်ဘယ်လိုရှောက်အောင်လဲဆိုတာတက်ဘယ်မှာဒီ career website ကိုသွားနေဖိုင်ရတယ်ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးကကျွန်တော်ဒီ Google ဒီ Chrome ထဲဝင်ပါတော့ Chrome ထဲဝင်ပြီးသွားရင်ကျွန်တော်တို့ဒီ Emirates ဒီ career ဆိုတဲ့ဟာဒီ career ဆိုတဲ့ဟာဒီရက်ရှာကြည့်တယ်ပါဆို Emirates career ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ Emirates Groups Career Home ဆိုတာဒီပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ဝင်လို့ရပါတယ်မဝင်လိုက်ရင်ကြတော့ကျွန်တော်တို့ဒီမှာတွေ့လို့ရတယ်သူတို့ရဲ့ page ပေါ့နော်ဒီမှာကျွန်တော်တို့ cabin crew ဖြစ်နေတဲ့သူတွေဆိုရင်ကိုကနိုင်ငံခြားသွားနိုင်တယ်ကိုယုံကြည်ချက်ရှိရဆိုရင်လည်းဒါ cabin crew တွေဒီ advanced တွေကြည့်လို့ရတယ်ပေါ့နော်ဗမာဒီ recruitment လုပ်နေတယ်ကြည့်လို့ရတယ်ခုနကပြော pilot လုပ်ချင်တာလား engineer လုပ်ချင်တာလားရှိရပေါ့နော်နောက်ပိုင်းအောက်ဆုံးသွားလိုက်မယ်ဆိုရင်တော့ဒီမှာ categories တွေရှိတယ်အဲ့မှာကျွန်တော်တို့အခုကျွန်တော်တို့သိချင်တာက customer service ဆိုတဲ့ဒီ position သိချင်တာပေါ့နော်ပြီးတော့ customer service ကိုသွားလိုက်မယ်လုပ်တင်းတော့နည်းနည်းစောင့်ရတယ်လုပ်တင်းလေးခဏစောင့်ရတယ်ပေါ့နော်အမှဆိုရင်ဒါ customer service နဲ့ပတ်သက်တဲ့ဒီ position တွေကြာလိုက်ပေါ့နော် Sky ကကို customer sales and service agent လို့ပြီးသွားရင်ဒီမှာက customer affairs manager တို့ပေါ့နော်သက်ဆိုင်ရာကိုဝါသနာပါတဲ့ဒီ position ကိုရှောက်လို့ရတယ်ကျွန်တော်တို့အခုရှာနေတဲ့ဟာကဒီ ground staff ကကြတော့ customer service role ပေါ့နော်အောက်ဆုံးမှာရေးထားတယ် back office support customer faces Dubai United Arab Emirates ပေါ့နော်ဆိုအဲ့ဒါလေးကိုချက်နေနိုင်မယ် Okay ဆိုနေပြီးတော့ဆိုရင်ကျွန်တော်ဒီမှာ customer service ကို apply လုပ်ရမယ့်ညာလေးပေါ့နော်Okay ကို apply မလုပ်ခင်ကိုနဲ့ဒီလိုအပ်ချက်တွေကကိုက်ညီရလားနောက်ပိုင်းဒီအလုပ်ကဘာတွေလဲဆိုတာကိုသိရှိဖို့အတွက်ဒါလေးဖတ်ဖို့လိုရပေါ့နော်တချို့သူတွေပြောလိမ့်မယ်ကျွန်တော်တို့ကဒီအင်္ဂလိပ်စာဖတ်တာသိမကျွမ်းကျင်ဘူးပါညာဆိုတော့ Okay မလို့ပါဘူးအခုကကျွန်တော် AI ခစ်ပဲနော်ဒီမှာကျွန်တော် ChatGPT ရှိတယ်ဆိုတော့ AI တောင်းဆိုလိုက်ပါ ChatGPT ဆို ChatGPT ကိုဝင်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒါရဲ့အားလုံးကို copy and paste လုပ်ရလို့ရတယ် copy and paste နောက်ပြီးရင်အဲ့ဒါကို in BURMESC promise နဲ့တော့ရင်ဒီမှာကိုဖတ်ချင်တဲ့ဟာဒီအကုန်လုံးကိုမြန်မာလိုဖတ်လို့ရတယ်ပေါ့နော်ဒီမှာကျတော့ဒီ customer service မှာဘာတွေလုပ်ရမလဲ airport မှာလုပ်ရမှာပေါ့နော်ဘာလုပ်ရမလဲရှိမယ်ပြီးတော့ computer center မှာလည်းရှိမယ်ပေါ့နော်ဒါတွေကဒီ job nature ကိုရှင်းပြထားဖြစ်ပါတယ်ဒီ qualifications ကဒီကိုကဘာတွေတက်ထားဖို့